Mabashin. It's your dancer Kyoba. Talking about dance 15-day challenge gani pianle chusolai pare. This is day 3 ba. Okay, so ro dine ma ro episode 2 ma pyo get delo be street dance ne patat de ajaung ya re ko thite shin pya twa ma ba. Street dance ma dance time မျိုးစုံရှိပြီးတော့တစ်ခုနဲ့တစ်ခုစတင်ရ group တွေကလည်းကွဲပြားကြပါတယ်ဒါပေမဲ့ဒီကာချာကြီးတစ်ခုလုံးကဒီလိုမျိုး mainstream ပေါ်မှာယနေ့ပုံစံလိုမျိုး mainstream ပေါ်မှာမရောက်လာခင်ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေကိုဖျက်ကျော်ခဲ့ရပါတယ်ဒီ 70th century New York ရဲ့ Bronx မှာရှိရဲ့လူငယ်တွေကအဲ့အချိန်မှာခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေမှာ struggle လုပ်နေခဲ့ရပါတယ်ဥပမာနိုင်ငံရေးအခြေအနေတွေနောက်ဒီမွေးစင်းနဲ့ပတ်သက်တဲ့အခြေအနေတွေကြားမှာ struggle လုပ်နေခဲ့ကြရတယ်ပေါ့နော်အဓိကအနေနဲ့ကတော့ African American တွေနဲ့ Latino youth ပေါ့နော် minority group တွေကအဲ့ဒီအခြေအနေမှာသူတို့ရဲ့အခြေအနေမှာဒီ mainstream တွေရဲ့လစ်လူရှုခြင်းတွေကိုခံခဲ့ရတယ်ဒါကြောင့်မို့လို့သူတို့တွေကဒီခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေကနေရုံထွက်ဖို့အတွက်စိတ်အားထက်သန်စွာစ조사ရင်းနဲ့ပေါ့နော်သူတို့ရဲ့ဒီအခြေခံ lifestyle ဂီတပုံစံအနုပညာတစ်တွေကိုဖန်တီးခဲ့ကြတယ်နောက်တော့တဖြည်းဖြည်းနဲ့သူတို့ရဲ့ဒီဝတ်ပုံစားပုံပြောဖို့ဆိုပုံအနုပညာတွေကတဖြည်းဖြည်းနဲ့ဒီ lifestyle တစ်ခုအနေနဲ့ပြောင်းလဲလာခဲ့တယ်ပေါ့နော် street dance လို့ပြောလိုက်တာနဲ့ဒီ breaking graffiti DJ MC ရင်းတွေချန်ထားခဲ့လို့မရပါဘူး။ဘာလို့ဆိုတော့ဒီအရာတွေအားလုံးကပဲ street culture ကိုစတင်ပေးခဲ့တဲ့အခြေခံ root တွေဖြစ်နေလို့ပါပဲ။ဟုတ်ပါတယ် breaking ကဒီ street dance တွေထဲမှာအစောဆုံးစတင်ခဲ့တဲ့ dance အမျိုးအစားတစ်ခုလို့ပြောလို့ရပါတယ်။ breaking ဆိုတာအလွယ်ပြောရရင်တော့ b-boy, b-girl တွေကိုပြောတာဖြစ်ပါတယ်။ဒီ breaking boy, breaking girl တွေကနေပြီးတော့မှ DJ နဲ့တွဲဖက်ပြီးတော့ဒီ culture တစ်ခုကိုဖန်တီးခဲ့ကြပါတယ်။အဲ့ဒီကနေမှာ street dance culture တစ်ခုပြီးတစ်ခုပေါ်ပေါက်လာပြီးတော့တစ်ကမ္ဘာလုံးကိုပြန့်နှံ့သွားပြီးတော့ယနေ့အချိန်မှာဆိုလို့ရှိရင် street dance ကကမ္ဘာအနှံ့ရဲ့ဒီ big stage စင်မြင့်ပေါ်မှာ mainstream ပေါ်မှာတွေ့မြင်နေရတဲ့အကမျိုးစားတွေဖြစ်နေပါပြီ street dance style လို့ပြောလိုက်တာနဲ့အမားတို့နိုင်ငံနဲ့လည်းယဉ်ကျေးပြီးသားဖြစ်တဲ့ street dance အမျိုးအစားတွေကတော့ hip hop popping locking breaking house dance cramping clawing walking နဲ့ walking တို့ပဲဖြစ်ပါတယ် ဒါပေမဲ့ဒီလက်ရှိ
ကြာဘူးတလောက်ကတော့ဒီ walking နေ walking နေ house တွေကဒီ hip hop တို့ breaking တို့လိုပဲ club ကချာကနေမွေးဖွားလာတာဟုတ်ပေမဲ့သူတို့ရဲ့စတင်ရာဒီ group တွေကြောင့်မို့လို့ချို့တော့လူတွေကတော့ဒီသုံးခုကိုပေါ့နော် street dance မဟုတ်ဘူးလို့ပြောနေကြတဲ့လူတွေလည်းရှိရပေါ့နော်ဒါပေမဲ့ international street dance စာမျက်နှာတွေပေါ်မှာရောပြီးရင် international freestyle battle ပြိုင်ပွဲတွေမှာရောဒီသုံးခုဟာဒီ street dance category နဲ့အခုချိန်ထိ mainstream ပေါ်မှာဆက်လက်ရည်တည်လျက်ရှိပါတယ်ဒီနေ့ရဲ့ street dance အကြောင်းကတော့ဒီလောက်ပါပဲဒါမဲ့အကောက်ကိုစိတ်ဝင်စားတဲ့မောင်လေးညီမလေးအနေနဲ့ကတော့ဒီ street dance တွေခုနကမှပြောသွားတဲ့ street dance တွေပေါ့နော်အဲ့ဒီဟာတွေအားလုံးရဲ့ဒီ history and culture ကိုတစ်ခုချင်းစီသွားပြီးလေ့လာထားတာတော့ပို့ပြီးတော့ကောင်းပါတယ်အဲ့ဒီအရာတွေကို Google ခောက်ကြည့်ဖို့လဲအမအနေနဲ့အကြံပေးချင်ပါတယ်ပေါ့နော်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲအမရဲ့အရှိမပြောခဲ့တဲ့ episode တွေကိုသွားပြီးတော့ကြည့်ချင်တယ်ဆိုလို့ရှိရင်เนาะအမရဲ့ Facebook page Instagram and then YouTube and TikTok တို့မှာသွားပြီးတော့ကြည့်ရှုလို့ရပါတယ်ဆိုတော့ see you guys on day 4အားလုံးကျေးဇူးများတင်ပါတယ်Bye bye.